ဒီဝင်းနေမှာမာစီလို့ခေါ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့မာစီအကြောင်းတေချာရှင်းပြအောင်ဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့မာစီဆိုတာနဲ့ဒီလိုမျိုးဂိမ်းလေးတော့တင်းတို့တွေ့မှတင်ပါတယ်ဆိုတော့အဲ့ဒါတွေကတကယ်အလုပ်ပြင်းဖြစ်ကျွန်တော်တို့ဆက်ကြည့်လိုက်အောင်အဲ့တော့ကျွန်တော်တို့ပတ်စစ်မှာတော့ကျွန်တော်တို့ဘေးနားမှာရှိတဲ့ enemy ကို true damage ပေးလိုက်မှာဖြစ်ပါတယ်ရှင်းပြပြတပုံရိုက်လိုက်တာပေါ့ကျွန်တော်တို့စကီးကောင်ဆက်သွားလိုက်ကြရအောင်ဆိုတော့ကျွန်တော်စကီးကောင်ကဘေးနားမှာအဝိုင်းတစ်ခုပေါ်လာပြီးတော့ဘေးနား enemy ကိုတပုံတစ်ချက်ထည့်ရတယ်လည်းဖြစ်ပါတယ်ဆိုတော့တပုံနဲ့ရိုက်ခံလိုက်တဲ့ enemy ကတော့ကျွန်တော် physical damage ကိုထိအောင်ဖြစ်ပါတယ်စကီးတူမှာဆိုတော့ကျွန်တော်တို့ movement speed ကိုတိုးသွားပြီးတော့တစ်ခါ touch လို့ရအောင်ဖြစ်ပါတယ်ဆိုတော့ဒီ view ထဲမှာကျွန်တော်ပြောရတဲ့မှာဆိုတဲ့အကြောင်းအရာကျွန်မအမှားပါဝယ်ခုလိုပဲမြင်လိုက်ရခံဖြစ်ပါတယ်ဆိုတော့ edit mate ဆိုရင်တော့ edit mate မှာပါလာတဲ့ enemy ကိုခဏတာ stand ပြီးအောင်ဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့လေးချောင်းမရှိဘဲနဲ့တခါတည်း game လေးကိုသွားလိုက်ကြရအောင် Topic လောက်တာလေးကိုကျွန်တော်ကြော်လိုက်ပါမယ်ခင်ဗျာတော့ Topic လောက်တာတော့မဟုတ်ဘူးဒီနောက်အကုန်လုံးစကစ်လိုက်မှာပါယိုပရိသတ်ကြီးကျွန်တော်ပြင်နေကြိုလိုက်ပါတယ်ဆိုတော့ကျွန်တော်ဘက်မှာတော့ကိုပဒန်းရဲ့ဇလုံးရဲ့6ချက်ရဲ့လူရမင်းသားလေးတပုံးစရာတို့ပါပါတယ်ဒီဘက်မှာတော့မလက်စာရဲ့ကျွန်တော်တို့ဝတ်တုပ်ရဲ့တူရမင်းသားရဲ့ဆူရှင်းရဲ့ပါကျွန်တော်တို့လေချိုးဟိတ်ရှိမိပဲကျွန်တော် game လေးကြီးဆက်သွားလိုက်ကြတာကျွန်တော်ကတော့စားလာတဲ့အတိုင်ပဲပါတယ်စကီကွန်နဲ့စကီတူပြာကြီးမှမသိလို့စကီကွန်ပဲယူလိုက်ပါတယ်ဒီနေ့ကျွန်တော်တပုံးစရာလေးလူတစုပါလူကတော့တစုတော့မဟုတ်ဘူးเนาะ2ယောက်တည်းတပုံးစရာလေးကတပုံးဝင်ရိုက်တယ်မလီဆန်နဲ့ဝတ်တုပ်6ချက်ထူးတယ်ခင်ဗျာ6ချက်ပြတစ်ချက်2ချက်ပဲတီးပါတယ်ကျွန်တော်စီစဉ်ဒီမှာပဲကျွန်တော်တို့စလုံးဝပြရမင်းသားလေးတလူဆိုးသားခဲ့ကြပါတယ် Please excuse the late introduction. ဝေးနေပါဘောဘကဝတ်တုပ်ကကြတော့ level 2ရနေငါအခုတည်း level 1ပဲရှိသေးတယ်ကျွန်တော်လီချိုးရှင်တော့မှပဲဒီမှာအခန်းခံနေရကြပါတယ်ကျွန်တော်6ချက်ကဲမရတော့ပါဘူးအဲ့ဒါကမှဒီကောင်ခင်ရပြီးပြောင်းသွားပြန်ချောသွားပါတယ်တိုက်ရမင်း၄ယောက်တည်းဘယ်လိုလုပ်နိုင်မှာလဲမင်းစူပါမန်မှမဟုတ်တာတဖုံစီရလေတော့အဘောကဘောလဲမလီဆန်နဲ့ဝတ်တော့တဖုံရိုက်ဘလုံးနေချင်းကိုစလုံးအောက်ပလီတစ်ခွက်ပြလိုက်ပါတယ်ကျွန်တော်စီကနေဒီမှာတဖုံစီရလေးတဖုံဝင်ရိုက်ပါတယ်တဖုံ2ပုံလောက်တော့ရတော့တယ်တင်းကြီးမှာပြင်အောင်မို့ပါအဲ့တော့ကျွန်တော်တို့ RG နောက်မှာ first start တွေပေါ်လာပါတယ်ကျွန်တော် first start တွေမှာကျွန်တော်တို့ဒီရှင်းနဲ့ဒါတော့တဖုံပေးလိုက်ပါတယ်6ချက်ကတော့မထုပါဘူးထိုင်နေပါတယ်ကျွန်တော်စီကဒီမှာတပုံစရာလေးဘယ်လိုကလဲတပုံတန်းရလဲပါတယ်တန်းရလဲတယောက်ပဲရပါတယ်ခင်ဗျာဆရာလေးတပုံစရာလေးကိုပွဲပြတဲ့အမှာကိုက်ခနိုင်ရပြီတပုံစရာလေးတင်မှာမလီစာအဲ့နဲ့ပေါက်တယ်မရဘူးဝတ်တော့ဆွဲမှာလားဝတ်တော့ဆွဲတယ်မပါဘူးဝတ်တော့ထပ်ဆွဲတယ်မပါဘူးခင်ဗျာကျွန်တော်ပြောနေတော့မှပဲတပုံစရာလေး၄ယောက်ကြတယ်ဝင်တပုံဝင်ရိုက်ပါခင်ဗျာတပုံမလားလို့တော့ဒီပေါ့အကုန်လုံးဝိုင်းသိကြပါတယ်ဆိုတော့ကျွန်တော်တို့ရဲ့ပြည်ပြည်နဲ့စကစ်ပြ9မိနစ်ရောက်သွားတယ်9မိနစ်ဆိုရင်တော့ဟိုဘက်ကတာဟိုဘက်ပြန်တာတယ်ဆိုတော့ကျွန်တော်တို့ဒီကနေ့ကျွန်တော်တုတ်လန်းဆွဲတယ်ပါတယ်ခင်ဗျာဟုတ်ဒီမှာသူချင်းဆွဲရှောက်ချက်ခန့်လာပြတဲ့လီအဲဒီရတော့မယ်တပုံစရာလေးရောနေဆိုရင်တပုံဝင်ရိုက်တယ်ဝင်ရိုက်တယ်ပါမှာတပုံရိုက်တယ်ချိန်ဟိုက်ကမှချိန်ရိုက်လိုက်ခင်ဗျာ3ကောင်တော့6ချက်လေးဝင်မထူးပဒန်းလေးဝင်မထိုးပါဘူးအမှတပုံစရာလေးတူတူလေးဘယ်လိုချမနိုင်တဲ့အတွက်မချဖို့ဆုံးဖြတ်လိုက်ပြီးတော့တပုံဝင်ရိုက်ပါတယ်3ကောင်ဆိုတော့တပုံဝင်ရိုက်တပုံစရာလေးထွက်တယ်မရဘူးတပုံစရာလေးဝိုင်းသိကြပါတယ်ခင်ဗျာကျွန်တော်စီကကိုပဒန်းဖိုးမဝင်ထိုးတယ်ခင်ဗျာသူပဲပြပြီးပါပါတယ်ဟာကိုပဒန်းမလျှောက်ဘူးကိုပဒန်းဖလီကာနဲ့ပြန်ထွက်သွားတာတော့ပါသိတယ်ဒီမှာလည်းကျွန်တော်တို့ပြင်းနဲ့ထပ်ခဲ့လိုက်တာ10မိနစ်ရောက်ရှိတော့ပဲ10မိနစ်မှဆိုတော့ပြင်ကျွန်တော်တို့ပဲနေနေပါသေးတယ်ဆိုတော့မှပုံစံလေးတပုံစံလေးတပုံဝင်ရိုက်တယ်သူကြီးမှအိုးလှကြအိုးတယောက်မှလည်းဝင်မလာဘူးဟိုဘက်ကတယောက်မှဝင်မသိပါဘူးကျွန်တော်ဘက်ကသူရမင်းသားလေးပဲပြီးလိုက်ရပါတယ်အမပွဲချိန်9မိနစ်ဆိုတော့9မိနစ်ကိုရောက်ရှိတာပါတယ်အမပွဲချိန်9မိနစ်မှဆိုတပုံစံလေးမလေးကတပုံဝင်ရိုက်ပါတယ်ဝင်ရိုက်လို့မရပါဘူးမလေးကအန်နဲ့ပေါက်တက်လိုက်ပါတယ်တခါတည်းသူ့ရိုက်ပြီးတပုံမှတော့မသိပါဘူးတခါတည်းအန်နဲ့ပေါက်ပြီးရှော့သွားပါတယ်ဆိုတော့ကျွန်တော်တီးပြထွက်လာပြီးတခါလာမှာကိုပန်းသူနဲ့တစ်ခါမှာလည်းတပုတ်ကြလေးတပုတ်ဝင်လိုက်ပါတယ်ဝတ်တော့ဝင်စော်တယ်ဝတ်တော့ဝင်တီသွားမလားဝတ်တော့မသိပါဘူးခါအိုးဒီအိုးအမကျဲဝတ်တော့ကီလိုနဲ့တော့ကီလိုရတဲ့ကောင်ကီလိုက်ပါတယ်ဟောကျွန်တော်စီကနေဒီမှာတပုတ်ကြလေးတပုတ်ဝင်ရလို့လုပ်ပါတယ်တပုတ်ကြလေးတပုတ်ဝင်ရပါပြီ၄ယောက်လုံးဝင်ရနေပါတယ်တင်ကြီးမှာတော့ရောက်ဖို့ပတ်စံနေအများကြီးရတော့မှဖြစ်ပါတယ်တပုတ်ကြလေးကတော့ဆိုတော့ကျွန်တော်ဒီငယ်ဒီမှာလည်းတပုံစံဝင်ရိုက်ပါတယ်9ယောက်လောက်ဝင်ရိုက်ပါတယ်မှာအမလီစာအဲ့နဲ့ပေါက်ပါတယ်ကျွန်တော်အဲ့ပေါက်ဝင်မရပါဘူးခင်ဗျာဆိုတော့ဘေးမှာတန်နေစီနေတော့တောင်းပန်ပါတယ်ကျွန်တော်ဘေးမှာ noise တွေဆောင်းအများပါတယ်ကျွန်တော်ဒီ view ထဲမှာအဓိကဘက်တွေပဲကျွန်တော်ပြောင်းသွားဖြစ်ပါတယ်ဆိုတော့ဘေးနားမှာ noise တွေဆောင်းအများလို့ပါ
တော့ကျွန်တော်လီကျိုးရင်တော့ပဲကျွန်တော်တို့တပုံးကြာလေးတပုံးဝင်ရိုက်တယ်ခင်ဗျာအကြိုက်ပဲဗျာတပုံးနေကြိုက်ရတယ်ဗျာတန်ကြီးကတော့ကျွန်တော်ပတ်စံကြိုက်ရအောင်ဆိုတော့ကျွန်တော်စီကန်နေဒီမှာပဲတပုံးကြာလေးတပုံးထက်ရိုက်ဖို့လိုပါတယ်တိုင်းလို့ရတော့တောင်းဝတင်းချိုးနေမှာတပုံးဝင်ရိုက်လိုက်ပါတယ်တပုံးရပါတယ်ခင်ဗျာတပုံးလာရတာကျွန်တော်တို့ရှုံးဖို့ပါမယ်ဒီပွဲရတော့တပုံးကြာလေးတော့မတတော့ကွက်တွေထားတော့မှုလုပ်ပါတယ်တတော့ဝဲထားတော့မှုလုပ်တော့မှမလေးစားအဲ့နဲ့ပေါက်ရတယ်အဲ့နဲ့ပေါက်တပုံးကြာလေးအမလေးကရပါဦးတပုံးကြာလေးရှုံးပါလာ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 းရှောဟုတ်ခင်ဗျာဆိုတော့ကျွန်တော်စီကနေဒီမှာပဲဆိုတပုံးစရာလေးတပုံးဝင်ရိုက်လိုက်ပါခင်ဗျာတပုံးဝင်ရိုက်တယ်ထွက်ပြေးပါခင်ဗျာဝင်ရိုက်ပြီးတော့အောက်မှာကိုပဒန်းဟုတ်တယ်ဗျာထိုးပြလိုက်ပြီးပုံမှန်ကိုပဒန်းထိုးပြဆိုမှမရပါဘူးတပုံးစရာလေးပြင်ဝင်ရပါတယ်မရပါဘူးခင်ဗျာတပုံးစရာလေးပြင်ရမလေးစားအဲ့နဲ့ပေါက်ပါတယ်ခင်ဗျာပြီးပါတယ်တပုံးစရာလေးလွတ်မှလားဟာမလွတ်ပါဘူးခါတော့ကျွန်တော်ဒီကနေ့ကျွန်တော်တပုတ်စလေးတပုတ်ဝင်ရိုက်ပါလေတော့တပုတ်စလေးပဲဝါအညွှေလည်းမသိပါဘူးခင်ဗျာမလေးစားကိုတန်းရိုက်ပါတယ်ထွက်လာတယ်မလေးစားမဲ့မသိပါဘူးခင်ဗျာအဲ့ဒီတပုတ်စလေးတခုတော့ပေါင်းတယ်စတန်ပြီးရဲ့အဆောင်လွယ်အနမီကိုစတန်လို့ကောင်းဆောင်ကောင်းတယ်အနေမျိုးပါလိုက်မလေးထင်ရတော့ဘရိုမျိုးဒီမှာချင်းချင်းကျွန်တော်ထပ်ပြန်တယ်ဒီမှာတွေ့လားအောက်တန်းအောင်မှာကြိုက်ပဲတော့ကျွန်တော်လေကြောရှင်တော့မှတပုတ်စလေးတပုတ်ဝင်ရိုက်ပါတယ်ခင်ဗျာသုံးမှအမတိုင်းလို့ရတယ်အမဂျပန်ပြည်ကြီးလိုက်လာပါတယ်ခင်ဗျာတပုံးစရာလေးတွေဒီလိုမျိုးအမအေးကြီးငင်းနေနေတာကိုလာရှုပ်ကြတဲ့ enemy တုံးတရိုက်ဘူးလို့ပဲ enemy တပုံးစရာလေးသုံးမပြီးလိုက်ပါခင်ဗျာတပုံးဝင်ရိုက်ပြီး from ကိုက်တယ်တပုံးစရာလေးလွတ်မလားတပုံးထက်ရိုက်တယ်တပုံးစရာလေးတပုံးစရာပြီးရတယ်လွတ်မလားလွတ်ပါကျွန်တော်ဒီကနေကျွန်တော်ပဲ enemy ရလောရင်းနဲ့တက်ချလာပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်သိကြပါဒီဘက်ရှုံးလာပါတယ်အမမင်းရောဗီဒီယိုစက္ကန့်ကြည့်လိုက်ပါဗီဒီယိုကတော့ပြီးတော့ပါမယ်အားလုံးက channel line subscribe လေးမလုပ်သေး line subscribe လေးလုပ်ပြီးကြပါလို့မြတ်ရခဲ့ကြပါတယ်ဆိုတော့အစားတော့ကျွန်တော်လည်းဗီဒီယိုစီလုံးမှာတိုင်မဲ့ပြီးတော့ noise တွေဆောင်းနေတော့ကျွန်တော်ဒီလောက်ပဲလုံနိုင်တဲ့အတွက်တောင်းပန်ပါတယ်ဆိုတော့နောက်နေ့ကျွန်တော်ပြင်နေကြအောင်အားလုံးကို bye bye Different perspectives exposed.